စစ်ခွေးတွေစစ်ဗိုလ်ချုပ်တွေရဲ့ခွေးတွေပေါ့စစ်ခွေးလို့တော့မခေါ်ဘူးစစ်ဗိုလ်ချုပ်တွေရဲ့ခွေးတွေစစ်ဗိုလ်ချုပ်တွေခိုင်းသမျှကိုလိုက်လုပ်တဲ့စစ်ဗိုလ်ချုပ်ခွေးတွေဒီကောင်နေနားလဲမှာမဟုတ်ဒီလိုစကားတွေဒီကသူတို့ကဟွာလုံးဆိုတာနဲ့သူတို့လုံးမှာဟွာပြေးဆိုတာနဲ့သူတို့ပြစ်မှာဟွာရှို့ဆိုတာနဲ့သူတို့ရှို့မှာဟွာလူဆိုတာနဲ့သူတို့လူမှာဟွာချဆိုတာနဲ့သူတို့ချမှာဒါမျိုးတွေပဲသူတို့ခေါင်းထဲမှာရှိတယ်စင်မကောင်းစားတစ်ခုပြောပြချင်တယ်ဗျာအဲ့ဒါပါလဲဆိုလို့ရှိရင်ဒီစစ်အာဏာရှင်မင်းအောင်လှိုင်ဟာဒီစစ်အာဏာရှင်လူတစုအာဏာတည်မြဲရေးနဲ့သူကျူးလွန်ခဲ့ပြီးတော့ရာဇဝတ်မှုတွေကိုမခံရရေးအတွက်သူများရဲ့တာသမီမြောက်များစွာရဲ့အသက်ကိုချနှင်းနေတဲ့အကြောင်းပေါ့နော်အခုနောက်ပိုင်းတိုက်ပွဲတွေဆိုရင်စစ်ကောင်စီကလူရင်အားပေါ့နော်ပါစာရင်အားအလွန်ကြုံသုံးပြီးတော့မှတိုက်ပွဲဝင်နေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်တွေကမိမိအာဏာတည်မြဲရေးမိမိကျူးလွန်သောရာဇဝတ်မှုတွေမခံရရေးအတွက်ဘလို့ပဲနိုင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့သူလုပ်တာပေါ့နော်ဘလို့မျိုးလဲဆိုတော့အဲ့တော့စစ်ရဲ့သဘောတဘာဝကပတဲဆိုင်လာတဲ့အခါဒနာအင်အားနေတဲ့သူကနောက်ဆုတ်ရတာပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ဒနာအင်အားကိုစစ်ကောင်စီကသူများအသက်နဲ့ဖြုံးတာပေါ့ဥမာမင်းတို့ဘယ်လောက်ပြစ်နိုင်လဲပြစ်ပေါ့မင်းတို့ပြစ်လို့ကုန်မဲ့လူဟာငါတို့မှာအစားထိုးဖို့အစင်သစ်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့တိုက်ပွဲဝင်လာတာတွေကိုတွေ့ရတာပေါ့နော်ဟို2021 2022ကတိုက်ပွဲဝင်တော့ဆို10ယောက်12ယောက်တိုက်ပွဲတစ်ပွဲအဲ့လောက်တန်းရပြီဆိုသူတို့ဆက်မတိုးဆုတ်သွားတာတွေပါတယ်ရှိတယ်အခုနောက်ပိုင်းတိုက်ပွဲတွေဆိုအဲ့လိုမဟုတ်450 10နဲ့ချီရာကနန်းကတ်တဲ့ထိတပုံပုံလဲကြနေတာတော့မှအဲ့လဲကြနေတဲ့လူတွေကိုထက်နင်းပြီးတော့မှနောက်ကနေတွန်းတင်ပြီးတက်ခိုင်းတဲ့တိုက်ပွဲမျိုးတွေပေါ့ဒီကောင်တွေကအလူခံပြီးပြစ်ကြတာဘလောက်ပြစ်နိုင်မှာလဲဆိုတဲ့ပုံစံမျိုးလူနဲ့ရင်းပြီးတော့မှတိုက်တဲ့တိုက်ပွဲတွေပေါ့နော်လူနဲ့ရင်းတဲ့လူတွေဘယ်သူတွေလဲဆိုကျွန်တော်တို့အခြေခံလူတန်းစားတွေမတိမနာလဲလို့ပါစာဆွဲခံရတဲ့သူတွေပေါ်တာဆွဲခံရတဲ့သူတွေပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကြောက်လွန်အားကြီးလို့နော်ပေါ်တာဆွဲခံရတဲ့သူတွေဒီလူတွေရဲ့ဘဝကိုသူတို့အာဏာတည်မြဲရေးအတွက်ချနင်းပြီးတော့လောက်တာပေါ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကိုဇွဲပြောရတဲ့အကြောင်းအရာလေးတွေကိုတော့ဒါတော်တော်များများတော့ပါကိုရည်ညွှန်းနေဆိုတာသိပြီးတော့ရောပေါ့ခု4K ကောမှာဖြစ်နေတဲ့တိုက်ပွဲတွေမှာတော်တော်များများပါစာတွေရှေ့ရနေပြီးတော့ရှေ့ရနေပြီးတော့အသေးခံပြီးတော့တိုက်ခိုင်းနေတယ်ပေါ့နော်တော်တော်ဆိုးပါဒါကြီးอ่ะသေခံပြီးတိုက်ခိုင်းနေတာရှေ့ရနေပြီးတက်ခိုင်းတာတက်ခိုင်းတာသူတို့ပြစ်တဲ့လူကတော့ကြာတော့မပြစ်ချင်တော့ဘာကြောင့်ကိုမြန်မာအချင်းချင်းနေဖြစ်နေလို့ကြာတော့မပြစ်ချင်တော့ပုံနေရပဲအဲ့ဒီလောက်ထိရိုးပူကျွေးပြီးတော့မင်းအောင်လှိုင်ကရုရှားမှာငါတလောက်ပေါင်းနေနှံ့နေတယ်တဲ့သူတို့ကတော့ကျွန်တော်တို့ပစ္စည်းကုန်ဟိုင်းသူတို့နိုင်မယ်ထင်တာပေါ့တော်လန်ရေးသမားဆိုတာကတော်လန်လူစိတ်မပြောင်းမချင်သူတို့မနိုင်ပါဘူးဟုတ်လားဘယ်နိုင်မလဲဟုတ်လားကျွန်တော်ဗတဲရင်ဆိုင်လို့မရရင်ချောင်းပြစ်မယ်ဟုတ်လားတဖြည်းဖြည်းတော့သူတို့အင်အားချိနေသွားမှာပဲဟုတ်လားမြန်မာပြည်မှာအခုဆိုရင်လဲနိုင်ငံခြားထွက်တဲ့သူနဲ့ပြည်တွင်းမှာကြံတဲ့သူကလည်းတော်တော်လေးကိုနဲပါလာပါပြီအဲ့တော့သူတို့လည်းဘယ်လောက်သူများသားသမီးတွေကိုချကျွေးနိုင်မလဲကျွန်တော်တို့လည်းဘယ်လောက်တော်လန်နိုင်မလဲပေါ့ကျင်းသေးတာတခုကတော့ဒီညီကောင်တော်မတွေအနေနဲ့စစ်ကောင်စီကဆွဲတဲ့ပေါ်တာကိုရှောင်စေခြင်းတယ်ပေါ့ဘာဖြစ်လို့အရန်ရက်ဆက်လွန်တယ်ဒီစကားတွေကိုကျွန်တော်ပြောနေတာကစစ်ကောင်စီနဲ့ကျွန်တော်တို့ဒီရန်ဘက်ဖြစ်နေလို့ပြောတာမဟုတ်ပါဘူးလူသားတယောက်အနေနဲ့
ဝမ်းနဲလာလို့ခံစားပြီးတော့ပြောတာပါဘောနော်ဘာဖြစ်လို့စစ်ကောင်စီကတွေးတောဆင်ခြင်မဲ့ဆိုအဲ့လောက်ထိရက်ဆက်ရက်တာလဲအဲ့လောက်ထိရက်ဆက်ရဲတာလဲဆိုတော့လူသားတယောက်အနေနဲ့ဝမ်းနဲတဲ့ထိတောင်ဖြစ်ရတယ်ဘောနော်အဲ့ဒါလာပြောပြတာဘောနော် ဘူးလေအိမ်မလောက်လာတာလို့ဒီအိမ်မှာကျွန်တော်အိမ်မှာလောက်တာ မြန်မာနိုင်ငံမှာအသင့်ပြင်ဆင်လာတဲ့မြမရိုးရာအစားအစာဖြစ်တဲ့လက်ဖက်အုပ်လက်ဖက်ရည်အသင့်ချက်ပြုတ်လာတဲ့ငါတလောက်ပေါင်းတို့နဲ့တိတ်ခင်းအခန့်ခဲ့ရာနိုဗာစီဗီဒေတာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များကမြေရှက်စွာတုံ့ဆောင်ခဲ့ပြီးနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌကမြမရိုးရာစားတောက်ဖွယ်ရများနဲ့ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပါတယ် အဲ့ဒီမှာငါတလောက်ပေါင်စားနေနေမှာတက်ပြီးပြစ်လေဝါမှာအဲ့ဒီကောရယ်ဟမ်အဲ့ဒါမှမျက်နှာမယံငါဖက်လီးနဲ့ထိုးခံမှာအဲ့ဒါမျိုးကတကယ်ပြောတာဟုတ်အစတော့ပြပအာကိုပစိန်ယိုပြပအာကိုပစိန်ယိုငငယ်တော့အေးပေါ့ဟုတ်တာပေါ့ပြပအာကိုငပစိန်ယိုကိုရီးယားတော့ထင်ခဲ့တာဟမ်အခုလဲကြတယ်ကြောက်သူကပြပအာကိုတော့မဟုတ်တော့ပြပဘောပါတဆုပ်ငါတလောက်ပေါင်းနေကော်ဖီကဲဖြစ်တင်လားစဉ်းစားကြည့်နော်နောက်ပိုင်းမှာဒီကိုယ့်ရဲ့လက်အောက်ငယ်သားတွေကိုဒီအခုပေါ်တာဆွဲတဲ့လူတွေထိုးကြွေးပြီးတော့မင်းတို့ထိုးကြွေးပြီးတော့ဒီမှာကြည့်တတရရပဲသူများတကနေနေတာသူအသက်ကိုမင်းတို့ကကွယ်ပေးနေကြတာသူလှုပ်တာကြီးကိုမင်းတို့ကကွယ်ပေးနေကြတာမင်းတို့စစ်တက်ကြီးကိုကကွယ်တာမဟုတ်ပြည်သူတွေကိုကကွယ်တာမဟုတ်နော်မင်းတို့အခုဖြစ်နေတဲ့စစ်ပွဲတွေကမင်းတို့အခုဖြစ်နေတဲ့စစ်ပွဲတွေပြည်သူတွေကကွယ်တာမဟုတ်ဘူးမင်းတို့အမေလင်းကိုကာကွယ်နေတာတည်ရလားစစ်မှုတန်းပေါ်တာဆွဲတယ်ဟိုအစတော့မလိုက်ဘူးခေါ်လဲခေါ်ဟိုရောက်တော့အရက်တဝိုင်းနဲ့စီးတွေနဲ့ပြီးလဲဟိုအမမူယူရဖြက်ကုန်တာမင်းတို့ကောင်းနေတယ်ငါတို့အံ့ဩတယ်နော်မင်းတို့ကောင်းနေကောင်းရင်ဒီတော်လိုင်းကြီးဒီလောက်ထိကြာရမလို့ဒီတိုင်းပြီးဒီလောက်ထိပျက်စီးရမလို့မင်းတို့စစ်တပ်တွေစစ်သားတွေပြည်သူတကယ်ကကွယ်ရင်တယ်ဆိုလို့ရှိရင်တနက်ကင်ပြီးတော့မင်းတို့ပြန်လှန်လိုက်ရန်မင်းတို့အထက်အရာရှိတွေမင်းပြန်လှန်လိုက်ရန်ပြီးသွားပြီ ဘူးလေအိမ်မလောက်လာတာလို့ဒီအိမ်မှာကျွန်တော်အိမ်မှာလောက်တာ စောက်ရှက်လေတပြားသားမှမရှိစောက်ရှက်မရှိတဲ့မျက်နှာကိုပြပါဆိုအဲ့တရောင်းစားစောက်ခွက်ပဲ ဒီအိမ်မှာကျွန်တော်အိမ်မှာလောက်တာ အဲ့ဆိုကျွန်တော်ရဲထဲလာဆိုစကုတ်တော့မမြင်ဘူးကျွန်တော်စကုတ်မမြင်ဘူးရဲထဲမှာနေတော့ကျွန်တော်ဒီရောက်မှစကုတ်မြင်ဘူးလားလေစကုတ်ဆိုတာလည်းဘာမှလည်းမသိဘူးအဲ့စလိုက်ပါဆိုတာလည်းဘာမှမသိဘူးချောက်ဒီလိုပဲကြိုက်ပြီးတော့ပြစ်တာပေါ့နော်ထိလားမထိလားလည်းမသိဘူးအဲ့ဒါဆိုရောက်ခါစားပဲရှိရဆိုနောက်ပိုင်းကျတော့မှတေချာကိုကြည်တထောက်ထွက်တိုင်းမှာပတ်စံဘလောက်ကုန်သွားလဲဆိုတာပြန်ထွက်ပြီးတော့ဒါပြည်သူကထုတ်ပေးတာဒါပြည်သူကစိုက်ပေးနေကျွန်တော်တို့ကကြည်ကုန်သွားဝယ်ရလေကပ္ပစားလိုမျိုးဆက်ရုပ်ကြီးရှိပြီးတော့ကျွန်တော်တို့တောက်လျှောက်ထုတ်ပေးနေရမျိုးမရှိလေနော် တန်ဖိုးဆိုတာတန်ဖိုးရှိတဲ့နေရာကိုရောက်မှတန်ဖိုးတိတာကဲအခုသူပြောရတဲ့စကားလေးနားထောင်ကြည့်သူစစ်တပ်ထဲမှာနေတော့စကုတ်တော်မသိဘူးတနတ်ဆိုလဲပြစ်ချင်တာပြစ်တာအခုစစ်တပ်ထဲဒီ PDF ထဲရောက်လာရောသူစကုတ်ဆိုတာလဲတည်ပါပြီသူတနတ်တွေပထမတော့ရှောက်ပြစ်တယ်ရန်တမ်းပြီးတော့ပြစ်တယ်နောက်ကြတော့သူဒီကြည်တောင်းရဲ့တန်မိုးကပြည်သူတွေလှူတာတဲ့ပတ်စံဆိုတော့သူတိသွားတယ်သူစီးနဲ့ကန်နဲ့ဖြစ်သွားပြီအခုကျွန်တော်တို့ရှေ့တန်းရောက်နေတယ်ကျွန်တော်တို့ရဲဘော်တွေလည်းအဲ့လိုမျိုးလေးသူ့လိုမျိုးလေးပေါ့နော်စီလီကန်လေးနဲ့ဟုတ်လားအဲ့လိုမျိုးလုံနိုင်တော့ပိုကောင်းတယ်ဟို view ရရေးဟို TikTok ပေါ်မှာဟိုနင်းဖြစ်ရေးပုံတိုင်းနဲ့ရှောက်တော့မပြစ်ကြပါနဲ့ကျွန်တော်တွေ့ရတော်တော်များများရန်သူတယောက်ကြည်တောင်းဆိုရင်ပိုတော့ကောင်းနေတယ်အဲ့ဒါဆိုရင်ကြည်စံနဲ့ချွေတာရမယ်ပိုင်မှာကင်ထဲပလိုက်တတောင်း2ယောက်လောက်ဖြစ်သွားလေးပိုကောင်းနေမယ် အကန့်တက်လေးနဲ့တွားတာဆိုတော့သူပြစ်လို့ရှိရင်လည်းခါရက်ကွာထားပြစ်ချင်မှပြစ်တော့တာသူကြည်ပိုကိုလေကွာဝမ်းတာလေးပဲသူကြည်ကိုခွေးဘက်ကကြည်ကိုလေကွာဝမ်းတာလေးပဲ
ကိုကမပြေဘူးသူတို့ဘက်ကိုကကြည်1000ထွက်လာတယ်သူတို့ဘက်9000လောက်ထွက်လာပြီဆိုရင်ကိုတားပြော့တယ်သူတို့ကြည်ဖြုတ်တာနဲ့တူတူပဲလေနော်သူတို့ကြည်ကုန်ပြီဆိုရင်ဘာမှလုံးမရလေနော်အဲကြောင့်ကိုကတစ်ချက်တော့ထားပြပြလို့ရှိရင်သူတို့ဘက်9ချက်လောက်တက်လာရင်ကိုကပြန်ပုံးတယ်ပြုံးတယ်အဲဒါဆိုဆက်တော့တော့ဆိုရီမမော့ပဲလေအကုန်လုံးကလည်းခင်ကြတယ်အကုန်လုံးကလည်းပျော်ရွှင်ရွှင်နဲ့တွားကြတယ်ဆက်တော့လည်းလိုက်တော့သိတာတွေပါလိဆိုတိတ်ပြီးတော့မမြင်ဘူးလေသိတာတွေပါလည်းမရှိဘူးကိုရှိမှကြတာမျိုးတွေလည်းမရှိဘူးကိုရှိမှထိသွားမျိုးလည်းမရှိစစ်ကောက်စီဘက်ကနေပြီးပြေးဘောင်းဘီတိုနဲ့ပြေးလို့ဟိုအပေါ်ကနေသူများတနက်နဲ့ပြေးလို့ထိပြီးလဲသွားတယ်ဆိုတော့လက်ခုပ်တွေတီးအဲ့လိုမျိုးလေးပေါ့မတရားလေးရဒီမိုင်းလုံးတိုက်ပွဲမှာကျွန်တော်တို့တွားကြကျွန်တော်တို့လူတွေကလမ်းဟိုဘက်ကိုဖြတ်ကူးလိုက်တာသူတို့ကတိုက်ခွေစစ်ကောက်စီကတိုက်မြင့်ပဲတိုက်မြင့်ပေါ်နေကျွန်တော်တို့ပြတာကျွန်တော်တို့ကသူတို့ရှိမှမသိဘူးရောသူတို့ရှိမှမသိတော့လမ်းကိုဖြတ်ကူးလိုက်တာသူတို့ကကျွန်တော်တို့တွေ့တော့လမ်းဖြတ်ကူးတဲ့လူကဟိုဘက်တစ်ချက်ရောက်ပြီးကျတဲ့လူသူတို့ကဆက်ပြက်တော့ဆက်ပြက်ကျွန်တော်တို့လမ်းဒီဘက်ပြက်ကူးလို့မရတော့ဘူးအဲ့ဒီချိန်မှာကျွန်တော်ဟိုတိုက်ပေါ်နေပြီးတော့ကျွန်တော်တိုက်ပေါ်မှာကျွန်တော်အိတ်ပေါ်မှာ2ယောက်3ယောက်ရှိရကျွန်တော်နဲ့ကျွန်တော်အိတ်ပေါ်ကနေ green ball နေသူပြစ်တဲ့အချိန်မှာသူပြန်မပြစ်တော့ကျွန်တော်တို့လူတွေဒီဘက်ထဲပြန်ကူးလာလို့ရပါတော့နောက်ပိတ်ဆုံးအောက်ကနေတစ်ခေါက်ပြန်ပြစ်တဲ့ချိန်မှာတော့ green ball ကိုထိပြီးတော့သူလက်ထိရနဲ့သူပါတွေးတင်အောက်ရောက်ပြီဆိုတော့သူရှိရနေရတော့ကွာတိပြီးသားဆိုတော့ဒီတိုင်းပဲပြစ်လိုက်တာကရှိနေတယ်အခုလက်ရှိနေတဲ့စစ်သားနဲ့ရဲတွေပေါ့နော်ကျွန်တော်တို့မြို့ပြ UG တွေလည်းမြို့ပေါ်မှာရောက်နေပြီဆိုတော့သူတို့လည်းစိတ်လုံခြုံမှုမရှိဘူးလေနော်ဟိုကွာစီဒင်လို့ဖို့အစိုးရကစီစဉ်ထားပြီးသားလူဆိုလို့ရှိရင်တော့အချိန်ထပ်မဆွဲဘဲနဲ့ဝင်စီခြင်းပြီပေါ့နော်ဘာဖြစ်လို့ဆိုတော့အခုဆိုတော်လန်ရေးကလည်းတဖြည်းဖြည်းနဲ့ကြာလာပြီလေနော်ကျွန်တော်တို့ပြည်သူတွေလည်းတော်တော်များများဒုက္ခရောက်ကြဆိုစစ်ရှောင်အခုဆိုဒီမှာစစ်ရှောင်တွေအများကြီးဘယ်သူမှမပြန်နိုင်ကြဘူးကိုယ့်ရွာကိုအဲ့လိုမျိုးကြီးဆိုတော့ CDN ကျွန်တော်တော့ဖြစ်နိုင်အခုဝင်လို့ရမှာဆိုအခုဝင်လာပါတော့ဒါမှ CDN လုပ်ဖို့ဆိုတာလည်းမလွယ်ဘူးလေနော်ချိတ်ဆက်ရှိပြီးရင်တွားဖို့လာဖို့ပြီးရင်အများကြီးခက်ခဲတွေရှိတော့ဒါကျွန်တော်လည်းနားလဲပါကျွန်တော်လည်းဒီတွေကနေထွက်လာခဲ့တဲ့လူဆိုတော့ဒီ CDN လုပ်ဖို့ကနည်းနည်းတော့ခက်ခဲပေါ့နော်ဒါမှကိုလွတ်ရုံမဲ့ဆိုရင်တော့CDN လုပ်ဖို့ကတားလွယ်ပေါ့နော်ကျွန်တော်တို့ကြတော့ကိုလွတ်ရုံလာလေနော်မိသားစုလည်းမကြည့်တော့ဘူးတခြားဘယ်သူမှမကြည့်တော့ဘဲကိုလွတ်ရုံလာခဲ့တာဆိုတော့ဒီကိစ္စမရှိဘူးပါကျွန်တော်တို့တခြားကိုလွတ်မယုံနိုင်တဲ့လူတွေဆိုလို့ရှိရင်မိသားစုကိုလုံခြုံစိတ်ချတဲ့နေရာအရင်ပို့ပြီးသွားတော့မှကို CDN လုံးမဲ့ကိစ္စအကောင့်ထင်ပေါ်စီခြင်းတယ်ပေါ့နော်CDN အမြန်ဆုံးလုပ်ပေးစီခြင်းပြီပေါ့နော်အခုကဒေါ်လာရေးလဲတစ်နှစ်ကျော်ကြာပြီဆိုတော့ဒါအခြေတွေဆွဲနေတယ်လို့များဖြစ်နေမလားလို့လေကျွန်တော်ပြီးတော့ဟိုတက်တွင်းထဲမှာရှိတဲ့ဖေးတီးတွေကိုလည်းပြောပြချင်တာဒီကိုကပိုင်နေပြီလေနော်ကောင်းပါလေတက်တွင်းနဲ့ဖေးတီးလောက်တာလည်းကောင်းပါလေဒါပေမဲ့ခုချိန်မှာကိုကအပြင်ထွက်လို့ကိုကဖေးတီးလည်းလုပ်ပြရသေးတယ်တကြနေစစ်ကောက်စီဘက်မှာပူတွဲပြီးနေနေဆိုရင်တခါရှင်းခံကြအောင်မယ်အဲအကြောင်းဒီတခြားသတင်းဟိုကကိုနှိုက်လို့ရတယ်လေနော်ကိုလိုက်ပြီးနှိုက်ပြီးရှာလို့ရတယ်ဒီတော့ဖေးတီးလည်း CDN အမြန်ဝင်လာခဲ့ပြီပေါ့နော်ဘာကြီးစောက်လို့သူတို့ကဘာကြီးစောက်နေလဲတော့မသိဘူးပေါ့နော်ဘာခွင့်ရည်တွေဘာလို့ကျွန်တော်စောက်နေလဲတော့မသိကျွန်တော်ပြောချင်တာတစ်ခုပါနော်အခုကျွန်တော်သူပြောသလိုဆိုလို့ရှိရင်သူတို့လည်းသူတို့ခက်ခဲတော့ရှိမှာဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာပေါ့နော်ကုန်လုံးလက်တွဲညင်ညင်နဲ့လက်အောက်ငယ်သားနေပြီးစပြီးတော်လှန်ကြည့်ဒီဟာကြီးမဖြစ်နိုင်ဘူးဆိုတာလုံးဝမရှိဘူးပြိုင်ဒီတွန်းလျင်ရွေ့နိုင်တယ်လောက်ကြည့်လက်အောက်ငယ်သားစပြီးတော့တစ်စက္ကန့်လောက်စပြီးပုံကြည့်ပုံကန်ကြည့်လက်အောက်ငယ်သားကနေစပြီးလူစီးယုံလိုက်ကိုဘကတာလဲထင်အုံထဲပလိုက်တစ်စက္ကန့်ပြီးတစ်စက္ကန့်အဲ့လိုမျိုးကြွသွားလို့ရှင်ဘယ်သူမှလည်းပြင်မရမလို့ပြည်သူတွေလည်းဒုက္ခမရောက်ကိုဟာစစ်သားဆိုတာတွေကလက်အောက်ငယ်သားပြောတာနော်ဘုံမှုတွေပြောတာမဟုတ်လက်အောက်ငယ်သားဆိုတာတွေကသူတို့အထက်ကအမိတ်ပေးရင်သူတို့အဲ့အမိုက်ကိုတတ်သွေးမသိမ်းလိုက်လောက်တာသူတို့အုံနောက်ထဲမှာဘာတွေရိုက်ထည့်တာလဲဘာတွေရိုက်ထည့်တာမှန်းမသိတာသူတို့အုံနောက်ထဲမှာဘာတွေကြောက်နေမှန်းလည်းမသိဘူးလောက်ပါရရတင်းတင်းလောက်ပါ
တင်တို့ကောင်းလို့ရှိရင်တင်တို့ကလေးတွေရဲ့အနာဂတ်ကအများကြီးကောင်းမှာဖဏမတိုက်ရဘူးအမိန်မလျှော်ရဘူးဟုတ်လားအရာရှိမိမရဲ့ပြောသမျှကိုလိုက်မလုပ်ရဘူးအဲ့ဒါတွေကဘာတွေလဲသိလားအဲ့ဒါလုတ်ခွင့်ရချိုးဖောက်ခံနေရတဲ့ဟာတွေအဲ့ဒါကိုမှမင်းတို့ကပျော့ပျော့ကြီးနေတယ်ဆိုတော့ချီတွင်းနေရလောက်ချီတွင်းနေမှာပဲပျော်တယ်ဆိုတဲ့ကောင်နေ ပြီးတော့အခုဆိုလို့ရှိရင်မင်းအောင်လိုက်ကရဲနဲ့စစ်သားကိုလက်စာတိုးပေးတာရှိရလေ3000စီတိုးပေးတာရှိရဒီ3000ကိုမတ်မနေနဲ့အဲ3000ကမတ်ကျွန်တော်လည်းမှန်တိုင်းပြပြမယ်နော်ရဲထဲမှာနေတော့စီကျွန်တော်လည်းဒီလက်စာတိုးပြီးဆိုဒီ3000လောက်ဆိုကျွန်တော်တို့1000လောက်တိုးနေတော့ကျွန်တော်တို့ပြောနေရပါသိရမလားတကယ်လည်းကြဒီ1000 2000ကခုချိန်စီတပူးတော်မှာ1000ကျော်ပြီလေနော်1500 1000အဲ့လိုတွေဖြစ်နေပြီဆိုတော့ဒီပတ်စံ2000 3000မတ်မနေရောပေါ့နော်CDM အများဆုံးလုပ်ပေးစီခြင်းပေါ့နော် ကျမရှင်းတော့ကိုစဖတ်ပြပါမယ်စိုက်ဆုံးစာသားလေးတွေဖတ်ပြမယ်နော်မင်းတို့ဖြစ်နေတဲ့စစ်ကတဲ့စစ်ကောစစ်ရလားအတူကြီးများလားအနိုင်လည်းမရှိအရှုံးလည်းမပေါ်အငယ်သားတွေသေးတာနဲ့ခေါင်းဆောင်ကြီးချမ်းတာနှစ်မျိုးပဲရှိရဆိုရင်ကမ္ဘာအယုံမှာဆုံးစီးပွားရေးလုပ်ငန်းတစ်ခုများလားစစ်သားဘဝကမြင့်မြတ်တယ်ဆိုတဲ့အဲ့လိုမကြာခဏပြောတတ်တဲ့စစ်ဗိုလ်ချုပ်တွေကသူတို့သားသမီးမြင့်မြင့်တွေကိုကြဘာကြောင့်စစ်ထဲပေးမဝင်ကြပါလိမ့် ဘာလို့ပေးမဝင်တာလဲကျွန်တော်ထပ်ပြီးရှင်းပြပါမယ်သူတို့ရဲ့အာသမီတွေကိုအိုးလို့အိုးရွှေလို့အိုးအဲ့လိုဥပြီးတော့နိုင်ငံသားမှာပညာတော်သင်တော့လှောက်တာသူတို့အဲ့ဒီနိုင်ငံသားပညာတော်သင်ကနေပြန်လာရင်ငါသားတွေကတော့ငါတို့ယာတို့စက္ကန့်မှာပဲအဲ့လိုမထင်ပါနဲ့သူတို့ရဲ့အရှိန်သူတို့ရဲ့အာဏာသူတို့ပါဝါကိုသုံးပြီးတော့စီးပွားရေးတစ်ခုထူထောင်နိုင်နေမယ်ဘလို့စီးပွားရေးလဲသူကူစီအဝင်ကြီးနေဟုတ်လားအခုမရောက်နိုင်လို့ပဲသူတောင်လျှက်စစ်ကားဟမ်အကုန်စီးပွားရေးမှန်သမျှလောက်ဝကြီးအုပ်ထားတာအဲ့ဒါဟိုမှာအားတွေခွေးပေါက်တွေရှိကြီးတယ်မင်းတို့အသေးခံနေတာတွေဟာခွေးတောင်သားကိုမင်းတို့စီးပွားရေးကိုမင်းတို့ဝိုင်းပြီးတော့မီထိုးဝေးနေသလိုပဲသူစီးပွားရေးဒါပေါ့ဆိုပြီးတက်လာမယ်မင်းတို့ကအောက်ကမီးတွေလိုပဲပြပဲကြက်နေခဲ့တိလားမင်းတို့အောက်ကမီးလို့ပဲထင်းစားလို့ပဲမင်းတို့မီးငိမ့်သွားတာနဲ့မင်းတို့ပြပဲကြက်နေခဲ့မှာမင်းတို့ဘဝတွေရာ ဘာကြောင့်သူတို့သားသမီးမြင်းမြစ်တွေကိုရဲဘော်မသိတီတော့ငရဲမလားတဲ့စစ်မြေပြင်စီမပို့ကြပါလေဘာကြောင့်သူတို့သားသမီးမြင်းမြစ်တွေကိုစေယုံပိုင်ရှင်ဟိုတယ်ပိုင်ရှင်အစုရှယ်ယာပိုင်ရှင်ကုမ္ပဏီပိုင်ရှင်တွေအဖြစ်ပဲမြင်လို့နေပါလေအဲ့လိုဘဝကပုံမြင့်မြတ်နေလို့လားစစ်ပွဲတစ်ပွဲအတွက်ခေါင်းဆောင်တွေတကယ်ရင်းရတာကတိုက်ဆိုတဲ့အမိတ်တခွန်းနဲ့ ဟုတ်တယ် ငယ်သားတွေရင်းလိုက်ရတာအသက်တွေဘဝတွေညက်ရည်တွေစစ်ပွဲကစစ်ပဲမစစ်တာတေးရတာတကယ်ပြေးရတာတကယ်ငက်ရတာတကယ်တိုင်းပြည်ချစ်ချုံကြရတာတကယ်စစ်ပွဲကအတုပေမဲ့အသက်အစစ်တွေပေးရတယ်ဘဝအစစ်တွေပေးရတယ်စစ်ပွဲကအတုပေမဲ့တိုင်းပြည်အစစ်တွေမွဲရတယ်ပြည်တွင်းစစ်260ကျော်လာပြီးရဲ့နောက်ပိုင်းဗမာစစ်ကောင်းဆောင်တွေကမ္ဘာစစ်ကောင်းဆောင်တွေထက်တာလွန်တာတစ်ခုရှိတယ်အဲ့ဒါကြီးချင်းမဟုတ်ဘူးအဲ့ဒါတိုက်ရီခိုက်ရီမဟုတ်ဘူးအဲ့ဒါပိုင်ဆိုင်မှုဓနဥစ္စာပဲကြားဘူးလို့လားတဲ့ကဘာမှာဘီလီယံချီချမ်းတာလို့စစ်ဗိုလ်ချုပ်လေးဆိုတာအဲ့ဒါမြန်မာပါပဲရှိရဲ့စစ်ပွဲတွေမရက်နိုင်ရင်တော့မစစ်ပွဲတွေတော့ရက်စီချင်းနေတဲ့ ကဲတန်ဖိုးရှိတဲ့စကားတွေပေါ့နော်ဒါတွေစစ်ခွေးတွေရဲ့နားလဲမှလည်းမဟုတ်ပါဘူးတကယ်ပြောတာစစ်ခွေးတွေစစ်ဗိုလ်ချုပ်တွေရဲ့ခွေးတွေပေါ့စစ်ခွေးလို့တော့မခေါ်ဘူးစစ်ဗိုလ်ချုပ်တွေရဲ့ခွေးတွေစစ်ဗိုလ်ချုပ်တွေခိုင်းသမျှကိုလိုက်လုပ်တဲ့စစ်ဗိုလ်ချုပ်ခွေးတွေဒီကောင်နေနားလဲမှမဟုတ်ဒီလိုစကားတွေဒီကသူတို့ကဟွာလုံးဆိုတာနဲ့သူတို့လုံးပါဟွာပြေးဆိုတာနဲ့သူတို့ပြစ်မှာဟွာရှို့ဆိုတာနဲ့သူတို့ရှို့မှာ
ကိုကလူဆိုတာနဲ့သူတို့လူမှာကိုကချာဆိုတာနဲ့သူတို့ချာမှာဒါမျိုးတွေပဲသူတို့ခေါင်းထဲမှာရှိတယ်